အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့မှာတော့ Roblox တွေက Roblox တွေက game တွေဆော့ရမှာဖြစ်ပါတယ်ဒီ game ကတော့ Office Tower ဖြစ်ပါတယ်အဲ့ဒီ game ကိုဆော့ရမှာဖြစ်ပါတယ်ကဲအားလုံးပဲကျွန်မနဲ့ပြရတာရမ်းကြတယ်မလားအခုဆိုရင်ကျွန်မတို့က9ရက်ရောက်ပါပြီဒီ game လေးဝင်လိုက်ပါမယ်ကဲ game လေးရောက်မှပြန်တွေ့မယ်နော် game လေးရောက်မှကဲ game လေးရောက်ပြီဒီ game ကတော့တိတ်ပြီးတော့ကျွန်မအခုကြော်စော့နေကြ game ဖြစ်ပါတယ်အဲ့ဒါလေးတွေကပေါ့နော်ရွေးရတာဖြစ်ပါတယ်ပေါ့နော်ကျွန်မအဲ့မှာ secret လေးယူလိုက်ပါတယ် secret လေးပဲယူပါတယ်မတော့ဒီ game ကိုအရန်စော့ခြင်းဒါကတော့ဖကွန်းပေါ့နော်ဖထူးကြလို့ရှိရင်တော့ကျွန်မကတရေ horror game ဆော့မှာဖြစ်ပါတယ်ဘာဖြစ်လို့ဒီမှာအတန်ပြန်တွင်းလိုက်လဲဆိုတော့လေအဲ့အတန်လေဗီဒီယိုရိုက်ပြီးတော့ပြတ်သွားလို့ရှင်အားကြောင့်မို့အတန်ပြန်တွင်းလိုက်တာပါကျွန်မဟိုတလောကဘာလို့မတင်လဲဆိုတော့ဆောင်းမဖြစ်ရလို့ပါဘာလို့ဆိုတော့ကျွန်မတို့ကအစိုးရစစ်ဖြစ်တဲ့အတွက်ကြောင့်မို့ပါဒါပေမဲ့ကျွန်မဆောင်းဝဲမှာအော်ရပါတယ်ကဲအမကျွန်မပလန်တော့အမပြီးလို့ရှိရင်ကို outfit ကိုကြည့်ပြီးတော့မလှဘူးပေါ့နော်သူများ outfit တွေနဲ့တိုင်းကြည့်လို့ရှိရင်ကို outfit ကပိုမလှဘူးဖြစ်နေပါတယ်သူကတော့ main ကလေးနဲ့ပတ်သက်တဲ့ပစ္စည်းတော်တော်လေးကိုစုံပါတယ်ကျွန်မဗီဒီယိုလေးကိုဟိုအပေါ်နိုင်ဝင်တော့ခဏရက်ပါမယ်ဘာလို့လဲဆိုတော့အရန်ရှည်သွားမှဖြစ်တဲ့အတွက်ကြောင့်မို့ဟိုးအပေါ်ဆုံးရမှာပြန်တွေ့မယ်ပေါ့နော်နည်းနည်းလေးအပေါ်ရောက်မှကျွန်မဗီဒီယိုရက်မယ်နော်အော်ကျွန်မဆက်ဆော့လိုက်ပါအောင်မယ်သူကပတ်စံအေးလေးလေဘယ်နှလုံးလောက်မသိရှိရဲဒီ game ကိုပေါ့နော်ကြိုက်တယ်ဆိုလို့ရှိရင်တော့ Office Tower ပေါ့နော်အဲ့ဒါလေးကျွန်မဖုန်းထဲမှာအခုအမြင်ပေါ်လာလို့အဲ့ဒါကြောင့်ဆော့တာဒါကတော့ဖကွန်းပေါ့နော်ဖ2ကတော့နည်းနည်းလေးနားနေပြီးမှဆော့ပေါ့နော်ဒီတပုတ်ကိုလောက်ရဖို့ပေါ့နော်တနေ့ကိုတော်တော်အချိန်ပေးရပါတယ်အတန်ကြီးလည်းပြန်တွေ့ရမှားလို့ရှိရင်လည်းပြန်မြင်ရသေးရပေါ့နော်အဲ့မပေါ့နော် VIP ဟာတွေကိုပဲကျွန်မဝင်မိနေပါတယ်လို့အခုဘာလို့မအားတော့ရလဲဆိုတော့အခုမှအားတာပေါ့နော်အဲ့ထိုးသလုံးကကြတော့ဟိုကျမတို့အိမ်မှာ wifi တိတ်မကောင်းကွာအဲ့တော့ဆော့လို့မရဘူးအခုကကြတော့ပြန်ကောင်းလာတော့ကျမတို့ game ဆော့လို့ရတယ်ပေါ့နော် Roblox ရဲ့မှာဆိုရင်ကျမကလို့ဒီလိုမျိုးယူရတဲ့ game အကြိုက်ဆုံးပေါ့နော်ကျမဒီမှာခဏရက်လိုက်မယ်လို့ပြောမလို့ပဲဒါမဲ့အမ recording ရနည်းနည်းတမျိုးကြီးဖြစ်သွားလို့ကျမတနေ့ရမှရက်ပါမယ်ပေါ့နော်ရက်ပြီးဟိုးပေါ်ရောက်မှပြန်တွေ့မယ်ပေါ့နော်ကျမအမှန်ကဆိုလို့ရှိရင်တချင်းလေးနဲ့ပေါ့နော်ထည့်ချင်တာဒါမဲ့ copyright မိမှာဆိုလို့ဆိုပြီးတော့မထည့်တော့ဘဲနဲ့ကျမစကားပြောတဲ့အတန်ပဲထည့်လိုက်တာပါဒီ game ကအရွမ်းလွယ်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ तू ကနှစ်ခုရွေးခိုင်းတာပါရွေးတဲ့ချိန်မှာလည်းအဖြူရောင်လေးကိုတော့တောက်တဲ့ဟာတောက်တာပြီးလို့ရှိရင်မိန်လေးလည်းလုပ်ထားဆိုတော့အဲ့ပိုးလွယ်တယ်ပေါ့နော်ဒါလေးဆိုရင်လည်းမလှုပ်နေဘူးကွာငိမ့်လေးရမ်းဆော့လို့ကောင်းတယ် तू ကလုံးဝဖိတ်နေပြီပဲကွာကျမကအပန်းကိုကြိုက်တယ်ဆိုတော့ဖိတ်ကလုံးဝမိုက်တယ်ပေါ့နော် Okay ဆိုတော့ကျမအပေါ်ရောက်လို့ရှိရင်တော့ပြောလိုက်မယ်အမဒီကိန်းကပေါ့နော် तू ကလွယ်တယ်ကွာအောက်ပုတ်ကြအောင်လို့လည်းမလုပ်ကွာအောက်ပြုတ်ကြလို့ရှိရင် तू အောက်ကကာရရှိတယ်ပေါ့နော်အမကျမပုတ်ကြရမှာမလေးပြုတ်ကြရမှာအမကျမဘာအကြောင်းလေးပြောလဲဆိုတော့အမကျမငယ်တော့အကြောင်းလေးပြောနေတာပေါ့နော်အဲ့ဒါအတန်ကိုမပါသွားဘူးအဲ့လိုအကြောင်းတွေစကားတွေပြောနေတဲ့အတန်ကိုလုံးဝမပါသွားဘူးအခုကပေါ့နော် recording ပြန်လုပ်တာပါအမခုံလို့မရဘူးဖြစ်နေအမတွားနှိမ့်မိနေအဲ့ခလုတ်ကြီးကိုပေါ့နော်အမအတောင်မြန်လေးလဲကျမဟို angel ဆိုလားအဲ့ဒါ angel win လားမသိဘူးအဲ့ဒါကိုနှိမ့်ပြီးတော့မှကျမ VIP ဟာတွေပဲနှိမ့်နေဒါပေမဲ့စကားမဆက်ကျမဟာပေါ့နော် robot ရှိရဲဆိုတာလေးပြောနေတာပေါ့နော်ကျမ outfit robot ရှိရဲပေါ့နော်ဖာထူးချလို့ရှိရင်တော့ horror လေးဆော်ပြပါမယ်ကျမ horror ဆို Roblox ရဲ့ horror ပဲကြိုက်တယ်ကျမတိတ်ပြီးတော့ horror ကိုကွာကြောက်တော့တိတ်တော့မဆော့ဘူးမဆော့ဖြစ်တာပုံများတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဆော့လိုက်လို့ရှိရင်ကိုကညာအိတ်မပြောကွာပြီးလို့ရှိရင်မဟုတ် horror ဒီဆော့ရတာကျမဝမ်းနာပါလေဘာလို့ဆိုတော့ horror ကအဲ့လိုမျိုး game တစ်ခုပဲလေသူလည်း game တစ်ခုပဲကွာအဲ့တော့
horror လဲဆော့ကျင်တယ်အဲ့ဒါအပေါ်ရောက်ခံဒီလေးဖြစ်ပါတယ်အဲ့ချိန်မှာကျမပြောနေရပါဗီဒီယိုခဏရက်ပါမယ်လို့ပြောပါအပေါ်ရောက်ခံဒီလေးကြာရင်ဗီဒီယိုရက်မယ်နော်လို့ပြောနေတာကျမအဲ့ဗီဒီယိုရက်ပြီးအမှဗီဒီယိုစရက်တော့ပါမယ်ရက်လိုက်ပါပြီအဲ့မှာအပေါ်အနေနဲ့ရောက်သွားတဲ့အချိန်မှာကျမကစကားလမ်းပြောတာပါကျမအပေါ်ရောက်တော့ပါမယ်တော်တော်ရောက်နေပါပြီလို့ပြောနေရဖြစ်ပါတယ်အပေါ်ကျမရောက်လို့ရှိရင်ပြန်တွေ့ပါမယ်ဆိုပြီးတော့အမှကျမလည်းမသိရနဲ့ရှာရှည်ပြီးတော့ဗီဒီယိုတွေကိုအကြာကြီးထားမိသွားတာပြန်ပိတ်ရတယ်အမှလည်းသွားပြီးတော့နှိမ့်မိသွားသေးတယ်အမှပြန်ပိတ်ရတယ်မလီပြန်ပိတ်ရတယ်မလီတော်တရားဘောလို့မော်ရောက်သွားလို့မပြန်ပိတ်ပြီးတော့မလီပြန်အနောက်အပေါ်ဆုံးရောက်မှပြန်ရရတယ်လို့ခလုတ်တူမမနှိမ့်တာအဲ့လေခုံတဲ့ဟာလေခုံတဲ့ဟိုင်းနဲ့အဲ့ဗီဒီယိုရေးတဲ့ဟာရတိုက်နေတော့နည်းနည်းနှိမ့်မိတယ်ကွာအမှရောက်သွားပြီပေါ့နော်သူများတွေနဲ့တိုင်းကြည့်တာမလှဘူးပေါ့ဒါပေမဲ့ကျမဒီသွင်းကိုဆိုတာဘာလို့ကြိုက်လဲဆိုတော့သူက main ကလေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေများတယ်အမှ ID အောင်နဲ့သွားတိုင်းကြည့်ရအမလီသူများတွေကလှတယ်ပေါ့နော်ဒါပေမဲ့လည်းတက်နာလေကျမစကားပြောပြီးကြွေးလာတာဆိုတော့လေမလှအမှကိုတပုံလေးမလီမတပုံရလိုက်တယ်တော့ဆိုပြီးကျမပြောနေတာအမှအကုန်မှားအမှားတွေလည်းအကုန်ပါပါတယ်โอเคအဲ့ဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်လို့ပြောချင်ပါတယ်လာမယ့်ဖတ်ထူးကိုပြန်လည်ကြိုးစားပါရစေလာမယ့်ဖတ်ထူးမှာတော့ကျမကတော့ဘာတွေတင်သွားမယ်ဆိုတော့အားလုံးလိုက်ကြည့်ကြပါအားလုံးပဲဘိုင်ဘိုင်ပါ